ငယ်ချင်းအားလုံးမင်္ဂလာပါဗျာကျွန်တော်တက် MA channel ကြည့်လိုက်ပါတယ်ကဲဘတ်အဲ့ဒါဖြစ်နေတာတော့ဖြည့်ရှင်းလို့ရပါပြီဗျဒီမှာဘောနော်တခါတည်ပြီးတော့ဘက်ကစစ်နဲ့ပြန်လာလို့မရဘူးဗျဘက်ကစစ်နဲ့ပြန်လာလို့မရဘူးတည်ပြီးတော့တခါစခန်းမှာစပွန်ပြီးတော့တခါပြန်ဝင်လာမှရတယ်ဗျဒီတခါကျတော့ဘာမှမဖြစ်တော့ပါဘူးဗျအဲ့လိုဘတ်အဲ့ဒါတွေးတဲ့လူတွေဒီလိုမျိုးလုပ်ပေါ့နော်ဒီမှာကိုတေသွားပြီဆိုရင်ဒီဘက်ကဆေးနဲ့မဝင်မနဲ့ဒီအိမ်မှာပြန်စပွန်းပြီးတော့ပစ္စည်းတွေယူပြီးတော့တခါပြန်ဝင်လာခဲ့ပေါ့နော်ဒီမှာဒီနေရာရောက်ရင်ဒီမှာနှိမ့်လိုက်အောင်ဗျဒါမှပစ္စည်းတွေကတော့အကုန်ပြောက်သွားတယ်ဗျကျွန်တော်ပစ္စည်းတွေအကုန်ပြောက်ကြီးစံတွေအကုန်ပြောက်ကျွန်တော်ပစ္စည်းရှော့ကန်ကြီးအသေးပြန်လုပ်ပြီးတော့ပြန်လာရတယ်ဗျโอเคအတန်ဆူညာနေ sorry ပါဗျမိုးကြီးနေလို့ဗျโอเคနောက်ဆုံးဘောကြီးကိုသွားတုံးတော့သွားတယ်ကျွန်တော်လည်းဒီဗီဒီယိုလေးကို like ကြည့်ပေးပါအောင်ဗျโอเค let's go ဒီမှာဒီထဲမှာအေးတာတော့ရှေ့အေးတယ်ဗျဦးမင်းအင်ကြီးဝစ်ခဲပေါ့နော်ပြီးရင်စုပ်ပြုတ်အေးတန်ခံနေတဲ့စုပ်ပြုတ်ယူပဲပေါ့နော်ဒီဦးဆုံးပထမဦးဆုံးတော့ယူလာတဲ့ပစ္စည်းတွေကတော့ကုန်သွားပြီဗျမရောက်လာပြီဗျအဲ့ဒါတော့သူတို့အပေါ်ကနေထိန်းချုပ်နေတယ်ဆိုတာကျွန်တော်တို့ဟိုကပြလိုက်တာဗျအဖြေပြလိုက်တာဗျကဲဒါတော့ဘောသုံးကောင်ရဲ့အခန်းပေါ့နော်ဒါကတော့ပင့်ကူဘောအခန်းပေါ့နော်ဒါကြတော့နဂါးပေါ့နော်နဂါးဘောအခန်းဒါကြတော့ခင်ခေါင်ပေါ့နော်ဒီကောင်ဘတ်ပြီးတော့ဒီမှာလာနေတယ်ဗျကြီးလို့လည်းမရအောင်ဘတ်ပြီးတော့လာနေတယ်ဗျဆနာကျွန်တော်တည်သွားတဲ့နေရာကောင်ဗျအကောင်ဒီနေရာလာရောက်နေတယ်ဗျဟိုအပြင်ရောက်နေတာဗျဒီလိုအပြင်ရောက်နေတာဒီမှာဝက်ပါရောဒီမှာရောက်နေတာဗျဟိုတကားကျွန်တော်ဝက်နဲ့လာတာဝက်ရှော့ကျွန်တော်လည်းရှော့ဝက်လည်းရှော့တော့ဒီနေ့ပြုတ်ကြပြီးတော့ဒီနေရာရောက်နေကြတာဗျတေးသွားတာမဟုတ်ဘူးokay let's go အခုတော့သူတို့ရဲ့လှုပ်ဝက်ချက်ကိုခွင့်ချပြလိုက်တာပေါ့နော်ဒီအခင်းရဲ့ဥစ္စာပေါ့မင်းတို့ငါထိန်းချုပ်နေတယ်ဆိုအဲ့လိုပေါ့အာကာသယင်ပေါ်ကနေထိန်းချုပ်နေတာဗျokay ဒါကြတော့ကိုတေသွားတဲ့ခါကျစကွန်းတဲ့ဟာလေးပေါ့နော်ထင်တာပဲဗျokay graphic တွေကုန်တင်လိုက်ပဲရှယ်လှတယ်ဗျ graphic အမြင့်ဆုံးပေါ့နော်ကုန်တင်လိုက်တာဗျဒါအကောင်ကိုတေသွားတဲ့ချိန်ပြန်စပွန်းတဲ့နေရာတွေပေါ့တော့အမှအရေးလေးပေါ့โอเคရှယ်လှတာပဲရေဥစ္စာအာကာသယင်ပေါ်ကနေဒါတော့အဲတော်တွေပေါ့နော်အဲတော်တွေဒီကနေပြီးချတာ哦ဒီမှာအဲတော်တွေဒီကပြီးချတာဗျကဲနောက်ဆုံးပေါ့OVCR စီရောက်ပါပြီဗျာโอเคဝတ်တော့မပါလာတော့ဗျာပဲပြဝိုင်းလည်းမသိဘတ်နေတာဗျာဝတ်တော့မပါလာတော့ဗျာဘတ်နေတာမပါလဲနေတော့โอเคဘေးတော့ကြည့်လိုက်အောင်ဗျာဘာရှိလဲဆိုတော့အေးပါဘောတော့ဟိုကတိုက်နေပါပြီသူ area ဟိုကရှိရအဝိုင်းဒီဝိုင်းရှိတယ်လားအဲ့ဒါတော့ကြည့်နေတာဘောသဘွန်းလာမှာပေါ့နော်โอเคစပ်ကြုံလိုက်အောင်ဗျဒီ island မြေပုံရဲ့နောက်ဆုံးဘောကြီးပေါ့နော်ဒီဘောကြီးချပြီးတော့အန်နိုင်ပြီပေါ့နော်ဒီလိုအန်နိုင်ပြီပါကြာရာခိုင်နှုန်းအန်သွားပြီပေါ့နော်
ရုပ်တွေတပည့်တွေလာပြီတပည့်တွေဒီမှာဒမ်းမေးတွေပြရတယ်ဗျဒမ်းမေးကျွန်တော်ဟိုစားတင်ဟိုစားကုတ်ထည့်ထားတာပေါ့နော်အဲ့ဒါအဲ့လိုခါဝယ်ပြီးဆိုရင်ဒီလိုလေးလုံးလို့ရတယ်ဗျခုဒမ်းမေးကိုပြလို့ရတယ်ဗျကုတ်ထည့်လိုက်တာပေါ့နော်ချီးလိုက်တဲ့ပုံစံတဘောမျိုးပေါ့နော်သူဂိမ်းအော်ဒါဂျင်နေကတော့ဒီလိုဒမ်းမေးတွေမှာပါအောင်ဗျဒမ်းမေးကိုထည့်လိုက်တာပေါ့ဒီမှာသူစုနေကြပြီးရဲ့အင်းအားတွေလေစာပြည့်တဲ့ခါကျရင်စတမ်းမိတယ်ဗျโอเคအီလက်မင်းပြားလေးပေါ့နော်အောက်မှာတရုတ်အင်ဂျီပိုင်းတော့သုံးလို့ရတယ်ဗျအီလက်မင်းပြားလေးနော်ဟာပြောက်သွားပြီသုံးမရတော့โอเคဒီမှာတော့ပေါ့ကြီးကောင်the berry စပွန်းနေတယ်ဗျစတမ်းမိပြီစတမ်းမိတယ်ဗျโอเคကျွန်တော်တော့ player damage ကိုတင်လာတာပေါ့နော်30ပေါ့ကျွန်တော်တို့ပြစ် damage ပြစ်တာများနေတာပေါ့နော်တော့ငကားပို့ကြီးဗျချက်ခတ်နေရမီးလောင်တယ်ငါပေါ့ဒါအဲ့ overseer ရဲ့တပည့်တွေပေါ့နော်သူရဲ့ကိုဝါးတွေပေါ့နော်သူအမှန်တွေးရတော့ဒီမှာပေါ့နော်အဲ့ဒါသူရဲ့အမှန်တွေးရတယ်ခုံလာတွေပိတ်လိုက်မှဒါခုံတယ်အဲ့ဒါပေါ့အဲ့ဒါတော့ overseer ပေါ့နော်ခဏဥစားပင်ကူတို့ငကားတို့ခင်ခေါင်တို့ကသူတဖြည်းဖြည်းစပွန်းလာတာပေါ့နော်အဲ့ကောင်တွေတိုက်ရင်မပြေပါဘူးဒီကောင်တတ်တကယ်ပြင်းမရတာပေါ့နော်တကယ်ပြင်းမသေးတာပေါ့အဲ့လိုသူဟိုစားတို့sorry ပင်ကူတို့ပေါ့နော်သူခွဲထုတ်လိုက်တဲ့ပင်ကူတွေပါတယ်အဲ့ကောင်လေးတိုက်ရင်သူဒီကောင်တွေးမရောက်ပါဘူးဗျဒီကောင်ကိုအရင်လိုက်ပြက်ကားတာပေါ့ဒီမှာတော့သူဟိုစားပြောင်းသွားရအကောင်ပြောင်းသွားပြီတဲ့ဒီပင်ကူတေးပြီးသွားသူအော်ရာဂျင်နဲ့သူ overseer ပုံပြောင်းသွားရဒီမှာပေါ့နော်အဲ့လိုပြောင်းတဲ့အချိန်ဆိုရှီးကာလိုက်တယ်ဗျရှီးကာတဲ့အချိန်ဆိုရင်လုံးဝပြစ်မရပါဘူးဗျဒါမှမထိဘူးဗျဒီမှာတွေးပလင်းလေးကုံနေကျွန်တော်ဘာမှမရှိတော့အစားယူလာတဲ့ပစ္စည်းတွေအကုန်ပုံကြဒါကြတော့သူ့ရဥစ္စာတွေးအမှန်ပေါ့နော်သူလေးစားပြည့်တဲ့အချိန်ပြစ်မရတာပေါ့နော်အဲ့ဒါဆိုသူ့ရဲ့တွေးအမှန်ဗျဒါဒီကောင်ထပ်ပြောင်းသွားရလေးစားပြည့်တဲ့အချိန်ကိုသူရှီးဖြုတ်လိုက်တယ်ဗျလေးစားမပြည့်တဲ့အချိန်ကိုရှီးရဥစ္စာပြည့်တယ်sorry တေးတော့မယ်တွေးတောက်ဘူးမေးနေတယ်ကျွန်တော်တေးဝိုင်းပွဲသေးပြီပါမှသူစားလေးများဟာအလကားလို့တေးခံလို့မရဘူးတကောင်တေးဝိုင်းတနနဲ့ပြစ်ခံပြီโอเคဒီချက်ဆိုတေးတော့မှာပေါ့နော်ဒါတွေးရမှန်ပေါ့โอเคဒိုင်နိုဆောတွေကိုင်ရလုံးဝတမ်းမထိပြတွေးလုံးဝမရဘူးသူရှီးကာထားလို့ပေါ့နော်စတမ်းမိတယ်စတမ်းအဲ့လိုတူโอเคနောက်ဆုံးတော့ဒီအိုင်လိုင်းမြေပုံရင်အားနိုင်ခဲ့ပြီဗျပထမဦးဆုံးအခါပေါ့နော်အချိန်ပေါ့နော်MVP ဆိုရင်အကောင့်တေးဝိုင်းဆိုဒီနေရာပြန်လာခဲ့ဗျပြီးရင်ကိုတွေကပစ္စည်းတွေဒီဒိုင်နိုတကောင်နဲ့ထည့်ပေးလိုက်ဗျအကုန်ထည့်ပေးလိုက်ပစ္စည်းတွေပျောက်သွားမှာဆိုလို့ပေါ့နော်တကားလေကြရင်လည်းပြန်ပါလာတယ်ဗျโอเคအားလုံးကျေးဇူးတင်ပါတယ်ဗျအဆုံးထိကြည့်ရှုပေးကြတဲ့ဒီတယောက်ချင်းဒီတိုင်းကို
နောက်ဆုံးတော့ဒီအိုင်လန်မြေပုံကြီးကိုအံ့နိုင်နေပြီဗျ let's go ဒီနေရာကိုကြည့်နေတာကြားလာပြီဗျโอเคဒါဒီအိုင်လန်မြေပုံပေါ့နော်ဒါစကောသွားတော့မယ်ဗျမြေပုံတွေကတော့အများကြီးဗျဒီမှာတော့အကာသတွေကနေထင်ချုံနေတာဗျကျွန်တော်တို့ဒါစကောရောက်သွားဗျဒါစကောThis is more like ကဲအလီနာလာပြီဒိန်းအန်ကြီးနောက်ဆုံးတော့အနိုင်ခဲ့ပြီဗျโอเคစာတန်းထိုးသွားပြီကြော်လိုက်မယ်ဗျကဲဒါဆိုဒီနေရာရောက်လာတာပေါ့နော်အဲဒီတော့ကိုကစားတဲ့နေရာပြန်ဝင်ပေါ့နော်ဒီအလန်မတ်ကိုပြန်ဝင်ပေါ့စတတ်နှိမ့်ပါနော်โอเคဒီနေရာရောက်ပြီဆိုကိုယ့်ရဲ့နာမည်ထောက်လိုက်ကြပြီးရင် download data ပေါ့နော် download survey ပဲဟုတ်ကြပါအဲ့ဒါဆိုရင်ကိုဟိုစားကိုပြန်ရတယ်ဗျဒီမှာဟုတ်တော့ကိုဘယ်လိုပြောရမလဲကို level ကိုဆော့ရတဲ့ဟာကိုဆော့ရတဲ့ဟာအဟောင်းပြန်ရတာပေါ့နော်အရောင်လေးပိတ်လိုက်မယ်ပြောင်းလေးနေအောင် sorry အကောင် download မဆွဲဘဲနဲ့ဒီတိုင်းစပွန်းလိုက်ပဲဆိုအစားပြန်စပွန်းသွားတာဗျအဲ့တော့တတိထားဖို့နော်โอเคဒီမှာတော့မီးတောင်ထဲမှာဗျဒီမှာအကောင်တွေကဒီကိုရောက်နေတာဗျဒီအပြင်ကိုရောက်နေတာဗျဒီပဇင်းရတော့မပါတော့ပဇင်းကဘာလို့မပါတော့လဲပဇင်းမပါလာဘူးဗျဒါနဲ့အကောင်လေးကုန်ပါလာတယ်မှာတော့ပစ္စည်းတွေတိုင်းလိုထဲမှာပြန်လာယူလိုက်မှာတော့ပစ္စည်းတွေအကုန်ရှိတယ်ဗျ sorry နောက်ဆုံးတော့ဒီအိုင်လန်မက်ကြီးကိုအနိုင်ခဲ့ပြီဗျကိုယ့်ရဲ့ level ကတော့တစ်ခါထပ်တိုးသွားတာပေါ့နော်ဘယ်လောက်တိုးလဲဆိုတော့ကျွန်တော်လည်းသိချာမသိဘူးဗျနောက်ပြီးတော့မှအတင်ကြီးတာပေါ့ level ဘယ်လောက်တိုးမလဲဆိုတာ okay ကဲကျွန်တော်ရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါမယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့ကြည့်ရတယောက်ချင်းတိုင်းကျေးဇူးများတင်ပါတယ်ဗျအားလုံးပဲမြေပုံအတင်းနဲ့ပြန်လာပါမယ်ဗျခုချိန်ဒီကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့ကြည့်ရတယောက်ချင်းတိုင်းကျေးဇူးများတင်ပါတယ်ဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ် okay bye bye ပါ